V52H ဟာတတိုင်းအရာကြီးနေပေမဲ့ခင်မီနေစေဖြစ်တဲ့အဓိကအကြောင်းရင်းကတော့သူဟာလက်ရိုးညီထွေမှုဖြစ်နိုင်စွမ်းရှိတဲ့ platform တစ်ခုလိုပါပဲအတွင်းပိုင်းမှာကွန်ပျူတာတွေရေဒါတွေနဲ့ဆက်သွယ်ရေးစနစ်တွေကို21ရာစုနည်းပညာတွေကိုအချိန်နဲ့အမျှအဆင့်မြင့်တင်ထားနိုင်လို့ပဲဖြစ်ပါတယ်ပြုပြင်မိုးမှန်ရေးဈေးဖက်မှာဆိုရင်လည်းကုန်ကျဈေးတက်တာပြီးနောက်ဆုံးပုံကိုပြောက်ဘုံကျက်လေရင်အသစ်တွေဖြစ်တဲ့ B2 Spirit နဲ့ B21 လို့လိုမျိုးဆက်သစ်ဘုံကျက်လေရင်တွေရဲ့တိဆောက်ဈေးနဲ့ပြုပြင်စရဲလိုမကြည့်မြင့်ပဲအလုတ်တင်ကျတဲ့အတွက် American လေတပ်က B52 ကိုစွန့်လွတ်ဖို့မစင်စားသေးတာလည်းဖြစ်ပါတယ်1950ခုနှစ်များကစတင်ခဲ့တဲ့ B52 ဟာအမေရိကန်ရဲ့နျူကလ িয়ার ဟန်တာရေးလက်နက်အဖြစ်ကနေယခုကမ္ဘာတဝန်းမှာတိကျလမ်းညွှန်စနစ်လက်နက်တွေတပ်ဆောင်နိုင်ပြီးရှည်လျားတဲ့လက်တံအဖြစ်ပြောင်းလဲသွားခဲ့ပါပြီစက်မှုလက်မှုအပိုင်းဆိုင်ရာမှာဒီလောက်တတန်းရှိရှိနဲ့စစ်စင်နိုင်စွမ်းရှိတဲ့လေရင်ဆိုတာကမ္ဘာသမိုင်းမှာရှားပါပါတယ်ဒါဆိုရင် B52H ရဲ့ဖြစ်ပေါ်လာမှုသမိုင်းကြောင်းကိုသိပြီးပြီဆိုရင်တော့ဒီလေရင်ရဲ့စစ်စင်ရေးသမိုင်းဖြစ်တဲ့Operation Epic Ferry စစ်စင်ရေးမှာသူဘလောက်တောင်ကြောက်စရာကောင်းတယ်လဲဆိုတာကိုအတူဆက်ပြီးလေ့လာကြည့်အောင်